လူသားတွေအားလုံးဟာဘယ်ကနေစတင်ပေါ်ပေါက်လာတာလဲဆိုတာစိတ်ဝင်စားစရာအကောင်းဆုံးမေးခွန်းတစ်ခုပါဒီနေ့မှာတော့သိပ္ပံပညာရဲ့အထောက်အထားများနဲ့လူသားတို့ရဲ့စတင်ခြင်းခရီးစဉ်ကိုအတိုးချုပ်ပြောပြပေးသွားမှာဖြစ်ပါတယ်သိပ္ပံပညာရှင်တွေရဲ့ဆိုရကျွန်တော်တို့လူသားတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း6တန်းကနေ9တန်းကြားမှာအသက်ရှင်ခဲ့တဲ့ရှေးကြတဲ့မြောက်ဝန်ဘိုးဘေးတစ်မျိုးကနေစတင်ခွဲထွက်ခဲ့တာပါအဲ့ဒီခေတ်အစပြိုလမ်းကြောင်းနှစ်ခုခွဲသွားပါတယ်တစ်ခုကတော့ခေတ်သစ်ချင်ပန်စီတွေဖြစ်လာပြီးနောက်တစ်ခုကတော့ကျွန်တော်တို့လူသားမျိုးနွယ် hominins လမ်းကြောင်းပဲဖြစ်ပါတယ်နှစ်ပေါင်းများစွာဖြတ်တန်းခဲ့ပြီးတဲ့နောက် homo ဆိုတဲ့မျိုးနွယ်စုပေါ်ပေါက်လာပါတယ် homo ဆိုတာလူသားလို့အဓိပ္ပာယ်ရပါတယ်ဒီမျိုးနွယ်စုမှာပထမဆုံးတိတိတတ်တာပေါ်ပေါက်ခဲ့တဲ့မျိုးစိတ်တွေကတော့ homo habilis နဲ့ homo erectus တို့ဖြစ်ပါတယ် homo erectus ကလွန်ခဲ့တဲ့နှစ်ပေါင်း2တန်းလောက်ကနေတည်းကအာဖရိကတိုက်ကစပြီးကမ္ဘာအနှံ့ထုတ်ခွာခဲ့တဲ့ပထမဆုံးလူသားမျိုးနွယ်ဖြစ်ပါတယ်သူတို့ဟာမီးကိုစတဲ့အသုံးပြုတတ်ခဲ့ကြတယ်ကျွန်တော်တို့လက်ရှိလူသားတွေရဲ့နာမည်ကတော့ homo sapiens ဖြစ်ပြီးပညာရှိလူသားလို့အဓိပ္ပာယ်ရပါတယ်ဒါကြောင့်လူသားဟာဘယ်ကစတာလဲလို့မေးရင်အဖြေကရှင်းပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း6တန်းကျော်ကအာဖရိကတိုက်ကရှေးဟောင်းမြောက်ဝန်ဘူဘေးများကနေစတင်ခွဲထွက်ခဲ့ပြီးကျွန်တော်တို့ခေတ်သစ်လူသား homo sapiens အထက်ကိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း3သိန်းခန့်ကပဲအာဖရိကမှာပဲစတင်ဖြစ်တည်လာတာဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေဟာအာဖရိကတိုက်ကစတင်တဲ့ကြီးမားတဲ့စင်ကဲပြောင်းလဲခီးစဉ်ကြီးရဲ့အဆက်ပဲဖြစ်ပါတယ်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ကျွန်တော်ရဲ့ဗီဒီယိုလေးကြိုက်နေတဲ့ဆိုရင် like နဲ့ share မမေ့ပါနဲ့နော်